Dutiyaga barong resolution misa wonesa drug trade moye sewa amyu drug lo tona no dinama lebe di lo le tong chen illegal drug tchu ga legal de shiတယ်မလားဟုတ်တယ်တချို့မိုးရစေပါတွေကဆေးဘက်ဝင်တယ်လေချောင်းစုပ်ပြောက်ဆေးတယ်မှာထည့်ရတယ်လေမှန်တယ်မလားတို့တကာတကမတွေဟင်းချက်တဲ့နေရာမှာတခါတလေအရက်ကလေးတွေထက်ချက်ရတာမရှိလားရှိတယ်အနံမထွက်စေရဘူးအရသာမပေါ်စေရဘူးဒါဆိုရင်မြတ်စွာဘုရားကစားသုံးကောင်းတယ်လို့မိန့်တော်မူထားတာရှိတယ်ဒါဟာ legal တွေပဲသဘောပေါက်သလားဒီနားမှာပြောချင်တာကဘာလဲ illegal drug trade ဒါမျိုးဆိုရင်တော့မျက်နှာလွှဲရမယ်တဲ့သဘောပေါက်ရလားကောင်းပြီနောက်ဆုံးကတော့ဘာတုံးလို့ဆိုလို့ရှိရင်ဝါတဲ့ with trade နော်ဝိတဆိုတော့ဘာတုံးဆိုတော့အစိတ်ပေါ့ poison trade လို့ပဲသုံးမလားသုံးမဟုတ်အခြားနည်းနဲ့သုံးမလားသုံးခြင်းသလိုတာသုံးပြီးတော့ကြွတ်သက်ဆေးမျိုးတွေဟလားစသည်တတ္တဝါတွေကိုသူ့ရဲ့နှမ်းစိတ်လောက်ကလေးထဲလိုက်ရင်ကိုပဲတစုံတစ်ခုဟုတ်တယ်မလားဖြစ်ပြသွားနိုင်လောက်အောင်ပြင်းထန်တဲ့အစိတ်မျိုးတွေရောင်းဝယ်ဖောက်ကားမှုမလုပ်ရဘူးတဲ့အဲ့ဒါ responsibility တဲ့မြတ်စွာဘုရားက responsibility ဆိုတာကိုကဘာဖြစ်တယ်ဖြည့်ဆည်းရတာနော်ကိုကဖြည့်ဆည်းမယ်ဆိုရင်ရလာမယ့်အကျိုးတွေရှိတယ်နော်ရလာမယ့်အကျိုးတွေကဘာတွေတော့ရလာမယ့်အကျိုးတွေကဘာတွေတော့လို့ဆိုတော့အဲ့ဒီမှာ accountability လာပြီရလာမယ့်အကျိုးတွေ तू က outcome လို့ပြောတာကို accountability ကဘာကိုမျှော်လင့်ပြီးတော့လုပ်တာတော့ outcome ကိုမျှော်လင့်ပြီးတော့လုပ်တာဟောဦးဇင်းတို့ဝိရဗမန္တမှာလာတဲ့ဝါဟာရလေးကိုဒီနားမှာထည့်သုံးခြင်းတယ်နဘိခံအန္တရာယောပိကာတုံဗုဒ္ဓတံကိနာစီဣတေနာသစ္စာဝိစေနာဟောတုမေဇယမင်္ဂလံဣတေနံသစ္စာဝိစေနာဟောတုမေအာယုဝဒနံဣတေနံသစ္စာဝိစေနာဟောတုမေဒုက္ခဝဒနံကြကြတယ်မလားရလဲရကြတယ်မလားဘိက္ခာဆိုတော့ဆွမ်းကိုပြောတာဒီနားမှာကစကားလုံးအကန့်အသတ်ရှိလို့ဆရာမကြီးတို့ရာဘိက္ခာဆိုတဲ့စကားလုံးသာသုံးလိုက်တာတကယ်ကတော့ဆွမ်းနေမဟုတ်ဘူးသင်္ကန်းလည်းပါတယ်ကျောင်းတွေလည်းပါတယ်ဆေးတွေလည်းပါတယ်မြတ်စွာဘုရားသခင်အတွက်ရည်စူးထားပါတယ်ဆိုတဲ့သင်္ကန်းတော်၎င်းဆွမ်းတော်၎င်းကျောင်းတော်၎င်းဆေးတော်၎င်းမြတ်စွာဘုရားသခင်အတွက်ပါလို့ရည်စူးလိုက်ပြီဆိုတာနဲ့အဲ့ဒါဘယ်သူမှဖျက်ဆီးလို့မရတော့ဘူးတိတ်အောင်ဖို့ကောင်းတာပဲသူ့ကိုမလှူပြည့်အောင်ဒီပြင်းမတိုင်မီကလေးကအနှောက်ယှက်လို့တော့ရတယ်မြတ်စွာဘုရားကိုကြောင်းဆောင်မယ်ကြံစီထားတဲ့အကြံစီပြတ်သွားအောင်တော့လှုပ်လို့ရတယ်ဒါပေမဲ့ယနေ့ဟောဒီကြောက်တွင်းကထွက်လာသမျှဟုတ်တယ်မလားဟောဒီကြောက်တလုံးကတော့မြတ်စွာဘုရားအတွက်ပါလို့ရည်ရွယ်ပြီးတော့မှလှူဒန်းလိုက်ပြီဆိုတာနဲ့စိတ်ထဲကပိုင်းဖြတ်လိုက်တာနဲ့တပိုင်းနဲ့တည်းအဲ့ဒါငကားကလည်းဖွက်လို့မရဘူးဂလုံးကလည်းတုပ်လို့မရတော့ဘူးရက်ခတွေကလည်းသိမ့်ပိုက်လို့မရတော့ဘူးမနတ်တွေလည်းဝေးရောသဘောပေါက်သလားအဲ့ဒါကကြောင်းကိုပြောတာဆွမ်းလဲထုံနီး၎င်းမဲ့တဲ့သင်္ကန်းလဲထုံနီး၎င်းမဲ့တဲ့ဆေးလဲထုံနီး၎င်းမဲ့တဲ့ဣတေနံသစ္စာဝိဇေနာဣမံကံသောသစ္စာစကားကိုဆိုရခြင်းကြောင့်ဟောတုမေဇယမင်္ဂလံကိုစီကုံကအောင်ကျင်တာတွေမရှိဘူးလားအောင်ပါစေဖယားစီကအောင်တတ်ယူတာဟောတုမေအာယုဝဒနံအသက်ရှိရပါလို့ဤအသက်ရှိတယ်ဆိုတာအနာမကင်းရင်ရှည်မလားယင်ဒါပေါ်လိုအပ်တဲ့အာဟာရတွေမမီဝဲရရင်ရှည်မလားယင်မရနိုင်ဘူးမရနိုင်ဘူးသဘောပေါက်တယ်နော်ဒါကိုညာနဲ့ကိုချက်ပြီးတော့တွေးနော်3နာရီစာကို15မိနစ်နဲ့ဟောရမှာဟုတ်ရဲ့လားဟောတုမေဒုက္ခဝရဏအမျိုးမျိုးသော general bliss တွေလည်းပဲပိုင်ဆိုင်ရပါလို့ဤသာဝနေရေးကျမ်းမာရေးအကုန်လုံးပိုင်ဆိုင်ရပါလို့ဤလို့သစ္စာဆိုပြီးတော့ဆုတောင်းတာမြတ်စွာဘုရားဒီမှာအဲ့ဒီဂုဏ်ကြီးဘာကြောင့်ရှိရတာတော့ဆိုရင်ဘုရားသခင်ကဒါကိုရှောင်ခဲ့လို့ပဲဘာတော့ responsibility ကောင်းခဲ့လို့ပဲရှင်းလားဗျာတိတ်မှန်တာပဲဥစဉ်တော့ဖရာသားတော်တယ်မလားဖရာသမီးတော်တယ်မလားဥစဉ်တော့ဒါကိုရှောင်ကြရအောင်
ဒီနည်းနဲ့ personal branding တိဆောက်ကြရအောင်ဘယ်လောက်ကောင်းနော်ဘယ်လောက်ကောင်းတော့ဘယ်လောက်ငြိမ်းချမ်းတော့ဘယ်လောက်သာရတော့ကြည်စမ်းလေးသိချင်းတဲ့ကဘာတသိန်းကဖြည့်ခဲ့တဲ့ပါရမီတွေကဖျားလဲဖြစ်လာရောသူ့ကိုနှောက်ယှက်လို့ရလာရင်ဘယ်လိုတော့ရနိုင်တော့ကြံစီထားတဲ့ဟာကိုတော့ဘာဖြစ်မလို့အဲ့ဒီအချိန်မှာနှောက်ယှက်လို့ရတယ်ဒါပေမဲ့ဒီဟာကတော့ဖြစ်ရင်ဥပမာဦးသန်းတို့ဒီထက်မှမုံရွာသားတွေပါလိမ့်မယ်ဟုတ်လားဦးသန်းတို့အညာမှာအကျော်လေးတွေစားသုံးကြဘူးလားချင်းရည်လေးတွေတို့ပြီးတော့ဒီအကျော်လေးတွေကတော့မြတ်စွာဘုရားကြောင့်ပို့တော့မယ်လို့ရည်ရွယ်လိုက်တာနဲ့တပြိုင်နက်တည်းလမ်းမှာကားတိုက်လို့လည်းမရဘူးသစ်ပင်လဲကြလို့လည်းမရဘူးရေနစ်လို့လည်းမရဘူးမိုးကြီးရွာချပြီးတော့ပျက်စီးသွားလို့လည်းမရဘူးတဲ့မြည်သည့်အန္တရာယ်ကမှလူကတော့၎င်းနတ်ကတော့၎င်းမြမာကတော့၎င်းမာနကတော့၎င်းတစုံတစ်ယောက်ကတော့၎င်းသိသူကတော့၎င်းမသိသူကတော့၎င်းဘသူကမှလှုပ်လို့ကိုမရတော့တာတဲ့အဲ့ဒါဘာကောင်းလို့လဲ responsibility ကောင်းလို့ရှင်းလာရင်ဘုရားရဲ့တမီတော်တွေဖြစ်ကြတဲ့ဦးဇင်းတို့တရားမတွင်အဲ့ဒီလိုမျိုးစီးပွားတွေခိုင်နေတယ်ဆိုရင်ဘာတော့အပေါ်မှာခုနကတော့ extreme point လို့ပြောခဲ့တယ်မလား ownership နော်အဲ့ဒါ extreme point ပဲအဲ့ဒီလိုဖြစ်ချင်ပြီဆိုလို့ရှိရင် accountability ဟုတ်လားလုံခြုံရမယ်ကောင်းရမယ်သူအသက်မတတ်တဲ့ဘူးဆိုရင်မတတ်နဲ့နော်သူစာမတရားမယူသင့်ဘူးဆိုရင်မယူနဲ့နော်တလင်းတမယစနေဥပရိအရာကျင့်သုံးရမယ်ဆိုရင်ကျင့်သုံးကြနော်နှုတ်တယ် affirmation not promise ဂတိတစ်ခုများပေးထားပြီဆိုရင်အဲ့ဒီဂတိတစ်ခုကိုဘာဖြစ်မလို့လုံခြုံအောင်စောင့်ထိန်ကြနော်မရေအကြောင်းတစ်စုံတရားကြောင့်ဒီနေ့တော့ရောက်လာပြီဒါပေမဲ့အကုန်တော့မပေးနိုင်သေးဘူးဒီလောက်ကလေးတော့ယူထားတော့အမရဲ့ဒီလိုမျိုးအကုန်မပေးနိုင်ရင်တောင်မှဘာဖြစ်မလို့တောင်းပန်တင်တယ်သဘောပေါက်သလားတန်ဃာတော်တွေကိုတချို့ကတရားတရားပေါက်တော့မှတန်ဃာတော်တွေကိုရှောက်တာလည်းရှိတယ်အရှင်ဘုရားလိုအပ်တာမိန်တော်မူပါဘုရားလို့ဦးဇင်းကအဲ့ဒီလိုမျိုးအလွယ်မလျှောက်စေလို့ဘူးဦးဇင်းစကားမဟုတ်ပါဘူးမြတ်စွာဘုရားကိုတော်တိုင်ကလည်းအဲ့ဒီလိုဟောထားတာရှိတယ်အဲ့ဒီလိုအလွယ်လျှောက်မေယာကနေပြီးတော့ဘုန်းတော်ကြီးကလိုအပ်လို့ငါဆေးတစ်ပက်လင်းလိုတယ်လို့ဆိုရင်အလုပ်တရားလည်းရှုပ်ဟုတ်ရဲ့လားဘုန်းကြီးကြောင့်လည်းမရောက်ဖြစ်ဂတိတွေမပြတ်ဘူးလားယင်အဲ့ဒီလိုတွေပြတ်ပြီးဆိုလို့ရှိရင်အဲ့ဒီအတွက်ကလည်းပဲတဲ့သူ့မှာပြစ်ချက်တွေရှိလာနိုင်တယ်လို့မြတ်စွာဘုရားသခင်ကအခြားဝဏိစာတစ်ခုမှာဟောတော်မူထားတယ်ဝဏိစာတုတ်က2တုတ်ရှိတယ်သဘောပေါက်သလားခုန train 5မျိုးကလည်းပါတော့ဝဏိစာတုတ်ပဲနံပါတ်2နောက်ထပ်ဝဏိစာတုတ်1တုတ်ရှိတယ်အဲ့ဒါကတော့ဘာတော့လို့ရှိရင် promise ပိုင်းမှာမြတ်စွာဘုရားသခင်ကခွဲခြမ်းဝေဖန်သုံးသပ်ပြထားတဲ့အပိုင်းရှိတယ်ဒီနေ့တော့အချိန်မရလို့မပြောနိုင်တော့ဘူးဒါကြောင့်မို့တန်ဃာတော်တွေကြီးညိုပါတယ်ဆိုလို့ရှိရင်လည်းဖြစ်မှပဲဖြစ်ကြရောဟုတ်ရဲ့လားချက်ချင်းလည်းငင်းလက်ထဲမှာရှိမှပဲတခါတည်းလှူလိုက်တာကောင်းတယ်ထုံနည်း၎င်းမယ်မိဘကိုပေးထားတဲ့ promise တွေညီကိုမောင်နှမအချင်းချင်းပေးထားတဲ့ promise တွေစီဝါဘောစီဝါဘက်တွေကိုပေးထားတဲ့ promise တွေ affirmation ဖြစ်အောင်လုပ်ကြရအောင်တင်းတင်းရင်းရင်းနဲ့ဘာဖြစ်မလို့ဒီကိစ္စမှာဦးဇင်းတို့လိုက်နာဆောင်ကျင်းကြရအောင်ဖြစ်နိုင်ရင်သူ့ကြွေးပေးတာကောင်းတယ်လို့မှတ်သားပေးရအောင်ရပြီလားနာဘိခာအန္တရာယောပိကာတုံဗုဒ္ဓသကိနာစီဧဒေနံသစ္စာဝေစေနံဟောတုမေစယမင်္ဂလံဟောတုမေအာယုဝရဏံဟောတုမေဒုက္ခဝရဏံနဲ့ဒါကမဟာဝေဒဗမန္တမှာလာ